စီလုံးမယ်လုံးတဲ့ချိန်မှာ okay ဂျုံမို့ကိုနို့စီဘူးနဲ့၄ဘူးသုံးမယ်သုံးလိုက်ပြီးရင်ပွားဆေးက2စွန်းတကြားက3စွန်းစားအနှဲငယ်ထည့်ပြီးတော့လှိမ့်မယ်လှိမ့်တဲ့ချိန်မှာဒီလိုမျိုးနယ်မှာပေါ့နော်ဒီလိုမျိုးနယ်မယ်နယ်ပြီးတော့ဒီလိုစီစီလေးရလာပြီဆိုရင်ဒါဒီလောက်ဆိုရပြီပြီးရင်ဒီလိုမျိုးတစ်လုံးချင်းလုံးဒီလိုမျိုးစင်လီလုံးမဟုတ်ရင်လည်းတစ်သားပြားတစ်ခုပေါ်မှာဂျုံမုံလေးနဲ့ငယ်ခံပြီးတော့ပြားမယ်ပေါ့နော်ဒီပလင်းမဟုတ်ရင်တုတ်ချောင်းအလှိမ့်လေးပဲဖြစ်ဖြစ်သုံးလို့ရပါတယ်တုတ်ချောင်းထည့်လို့မရှိရင်ဒီပလင်းသုံးပေါ့နော်ပြီးရင်ဗတ်ညီအောင်ပြားမယ်ဟိုဘက်ဒီဘက်လှည့်ပြီးတော့ပြားပေးရတယ်အားလေးနည်းနည်းစိုက်ပြီးတော့ဖြည့်ပေးပေါ့နော်ဟိုအကုန်လုံးဗတ်ညီအောင်လုပ်ပေးဒီဘက်ကအလဲရပဲပါသွားလို့ရှိရင်အစာထည့်လို့ရှိရင်တော့ပေါက်သွားလိမ့်မယ်အဲဒါကြောင့်မလို့အကုန်လုံးဗတ်ညီအောင်နှိပ်ပေးရပါမယ်နိုင်တယ်များအဝိုင်းပုံစံလေးဖြစ်အောင်ပေးပါဒီလိုမျိုးပြားလေးရလာရဲ့ချိန်ကြလို့ရှိရင်ဒီမှာအစာခုနကဝက်သားရယ်ဒီစိမ့်သားဥရယ်ကြက်သွန်ရယ်ကြက်သွန်ဖြူရယ်ပြီးရင်အထက်မှာဟိုစားချိုမုံထည့်ထားတဲ့ဟာလေးကိုကြော်မယ်ကြော်ပြီးလို့ရှိရင်ဒီအစာတုပ်ကိုခုနလှိမ့်ထားတဲ့ပြားလေးကိုထည့်မယ်ပြီးရင်ဒီမှာကိုရီးယားအသားချောင်းကြော်ထားတဲ့ဟာလေးထည့်မယ်ဒါကြောင့်ပလောဝက်ဥချောင်းပေါ့နော်အဲဒီဝက်ဥချောင်းပဲဖြစ်ဖြစ်ကြက်ဥချောင်းပဲဖြစ်ဖြစ်ထည့်လို့ရတယ်အဲ့ဒါလေးထည့်မယ်ပြီးရင်ကြက်ဥလေးတစ်စိတ်ထည့်မယ်ပြီးရင်အပေါ်ကနေပြီးတော့ဒီအစာတုပ်ကနဲသွားရင်လည်းမကောင်းလို့အဲကြောင့်မလို့အပေါ်ကနေပြီးတော့အစာတုပ်ကိုနည်းနည်းလေးထပ်ဖြည့်မယ်ဖြည့်ပြီးသွားရင်ဟိုဒီဖတ်ထုတ်လိုမျိုးပဲဟိုလေးဖြစ်သွားအောင်လို့စီလိုက်မယ်ပေါ့နော်ဂျုံမုံပြားလေးဝမ်းလိုက်နေဒီလိုမျိုးပေါ်ကနေပြီးတော့အစီရေပြပြလိုက်ဒီလိုမျိုးဟာလေးဒီလိုအလုံးလေးရလာပြီဆိုရင်အပေါ်ဒီမှာစက်ကူလေးကိုအောက်ကခံမယ်ခံပြီးလို့ရှိရင်ဒီဟာကိုပေါင်းမဲ့ပေါင်းလေးကိုထည့်ထားရပါတယ်ပြီးရင်လေးလို့ရပါဘူးမိနစ်45မိနစ်ပေါင်းပေးရအောင်တနာရီပေါင်းပါမယ်တပေါင်းရပါနော်ပေါင်းစားပြီးပြီအဲ့ဒါကိုတနာရီပေါင်းပါမယ်တနာရီပေါင်းမယ်တနာရီပြီးပြီဆိုရင်တော့ချပြီးစားလို့ရပါပြီရှင်